တမိုင်းတစ်လျှောက်လူဒန်းစားခွဲခြားဆုံးဖြစ်ခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးဒီနှစ်ကမ္ဘာဖလားပြိုင်ပွဲကြီးဟာတမိုင်းတစ်လျှောက်အသင်း48တင်းထိပါဝင်ရှင်ပြိုင်ခဲ့တဲ့အကြီးမားဆုံးပြိုင်ပွဲကြီးဖြစ်ခဲ့တယ်လို့ပြိုင်ပွဲဝင်အသင်းတွေကစားသမားတွေနဲ့ပြည်သက်တွေပါမကြမ်းအခက်အခဲများစွာကြုံတွေ့ရတဲ့ပွဲကြီးလည်းဖြစ်ခဲ့ပါတယ်ထင်ရှားတဲ့ပြဿနာတွေကတော့ဗီဇာနဲ့ပြည်ဝင်ခွင့်အခက်အခဲတွေပါအင်ရှင်အမေရိကန်အနေနဲ့အီရန်အသင်းနဲ့ပတ်သက်ပြီးကစားသမားတွေကိုအမေရိကန်ဗီဇာပေးခဲ့ပေမဲ့အသင်းတာဝန်ရှိသူတို့ကတော့ဝင်ခွင့်မရခဲ့ပါဘူးဒါကြောင့်အီရန်အသင်းဟာအမေရိကန်မှာမလေးကျင့်နိုင်ပဲမက္ဆီကိုနိုင်ငံမှာနေထိုင်ပြီးပွဲကစားမဲနေမှသာနေဆက်ကိုဖျက်ဝင်ခဲ့ရပါတယ်။အီရတ်တိုက်စစ်မှုအိုင်အန်ဟူစိန်ဆိုရင်လည်းအမေရိကန်လေဆိပ်မှာ9နာရီနီးပါးထိန်းသိမ်းခံခဲ့ရပြီးဖုန်းကိုပါစစ်ဆေးခံရပါတယ်။နောက်ဆုံးမှသာဝင်ခွင့်ရခဲ့ပေမဲ့ဒီအတွေ့အကြုံကိုသူကိုယ်တိုင်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ဒါတင်မှကသေးပါဘူး။အီရတ်အသင်းရဲ့တပ်ပုံစရာတူကတော့10နာရီကျော်စစ်ဆေးခံရပြီးနောက်အမေရိကန်ပြည်ဝင်ခွင့်ကိုအပြီးတိုင်ညှင်းပယ်ခံခဲ့ရပါတယ်။နောက်ထပ်အငင်းပွားစရာကတော့ FIFA ကတရားဝင်ရွေးချယ်ထားတဲ့ဆိုမာလီယာတိုင်းလူကြီးဖြစ်ပါတယ်။တရားဝင်ဗီဇာရှိနေပေမဲ့မိုင်ယာမီလေဆိပ်မှာဝင်ခွင့်မရခဲ့တာကြောင့်ဘောလုံးလောကတစ်ခုလုံးအံ့အားသင့်ခဲ့ရပါတယ်။ဒါ့အပြင်မော်ယိုကိုအီဂျစ်အီရန်စတဲ့နိုင်ငံတွေကပြည်သက်များပြားလဲဗီဇာမရတာဝင်ခွင့်ပိတ်ပင်ခံရတာတွေကြုံခဲ့ရပါတယ်။ဒီဝင်ခွင့်ရတဲ့လူတွေဆိုရင်လည်း FIFA ရဲ့မြန်မာလုံးနဲ့လက်မှတ်ဈေးနှုန်းတွေကြောင့်အဆင်မပြေဖြစ်ခဲ့ရပါသေးတယ်။ဒါကြောင့်ပဲလူခွင့်ရေးဖွဲ့စည်းတွေရဲ့တမိုင်းတစ်လျှောက်လူဒန်းစားခွဲခြားဆုံးကမ္ဘာဖလားဆိုပြီးတော့ဝေဖန်ထားကြတာပါ။နောက်ဆုံးအချက်ကတော့ကစားသမားတွေကြုံတွေ့ရတဲ့အခက်အခဲတွေပါ။မြောက်အမေရိကရဲ့နွေရာသီအပူချိန်ကြောင့်ပွဲစဉ်တွေရဲ့19%လောက်ဟာကျန်းမာရေးစိုးရိမ်ရတဲ့အပူချိန်ထိရောက်ခဲ့ပါတယ်။ကစားသမားတွေမူဝေတာကြက်တက်တာတွေဖြစ်လို့ပွဲစဉ်အတွင်းကြီးဝါတဲ့စွမ်းဆောင်မှုတွေမရခဲ့ကြပါဘူး။ဒါ့ပြင်အမေရိကန်ဘောလုံးကွင်းများစုဟာမြက်ခင်းတူတွေဖြစ်လို့ FIFA ကတဘာဝမြက်ခင်းတွေယာယီပြောင်းခင်းပေးခဲ့ပါတယ်။ဒါပေမဲ့မြက်ခင်းတွေအမြင့်မတွယ်သေးတာကျန်းတဲ့နေတာတွေကြောင့်ကစားနေရင်မြက်ခင်းတွေလန်ထွက်လာပြီးကစားသမားတွေတန်ရာများပြားရရှိခဲ့ကြပါတယ်။ဒီလိုအခက်အခဲပေါင်းစုံကြားကမှရှင်ပြိုင်ခဲ့ကြတဲ့ကစားသမားတွေနဲ့ကွင်းတွင်းထိအားပေးခဲ့ကြတဲ့ပြည်သက်တွေကိုတော့လေးစားရပါမယ်။ဒီနှစ်ကမ္ဘာဖလားပေါ်ဘယ်လိုမြင်ကြလဲဆွေးနွေးပေးကြပါဦး။ Follow ဆက်ခဲမလုပ်ရသေးရင်လည်းလှုပ်ထားပေးပါအောင်နော်။